ဒီနေ့ထိရှိနေသေးတဲ့လူရည်ပြားနဲ့ပြုလုပ်ထားတဲ့စာအုပ်များလူရည်ပြားနဲ့စာအုပ်ချုပ်တဲ့ဓလေ့ကတကယ်ဖြစ်ရမှန်အဖြစ်တည်ရှိခဲ့ပါသည်အသရုဗုဒ္ဓမစ်ဘီဘလီယိုဘတ်ဂျီလို့လည်းခေါ်ပါသည်အသရုဆိုတာကလူဒါမစ်ကအရေးပြားနဲ့ဘီဘလီယိုဘတ်ဂျီကတော့စာအုပ်ချုပ်ခြင်းဆိုတဲ့ Greek စကားတွေကနေပြီးတော့ဆင်းသက်လာတဲ့စကားလုံးတွေဖြစ်ပြီးတော့လူရည်ပြားရည်နဲ့စာအုပ်ချုပ်တာတွေကို19ရာစုလောက်ကစပြီးတော့တွေ့ရှိခဲ့ရပါသည်များသောအားဖြင့်ဆရာဝန်တွေစာရေးဆရာတွေသုံးလို့ရှိတဲ့ပြင်အရေးကြီးတဲ့တရားလွတ်တော်စာရွက်စာတမ်းတွေကိုအခုလိုမျိုးချုပ်လေရှိပါတယ်မုံလို့ပဲဖြစ်ဖြစ်မိသားစုဝင်အချင်းချင်းချစ်လို့အမတ်တရအနေနဲ့ပဲဖြစ်ဖြစ်ဆေးပညာဆိုင်ရာအရေးကြီးအချက်လက်တွေကိုလှူဒန်းတဲ့တေဆုံးသူတွေရဲ့အရေးပြားနဲ့ပဲဖြစ်ဖြစ်ချုပ်လေရှိပြီးတော့2024ခုနှစ်ထိကမ္ဘာပေါ်မှာလူရည်ပြားနဲ့ချုပ်ထားတယ်လို့အတည်ပြုနိုင်တဲ့စာအုပ်ပေါင်း18အုပ်ထိရှိပါတယ်ဒီစာအုပ်တွေကို DNA စစ်ဆေးပြီးဘသူတွေရဲ့အရေးပြားလေဆိုတာဖော်ထုတ်သွားမယ်လို့လည်းသိရှိရပါတယ်တချို့စာအုပ်တွေမှာဆိုရင်လှပသွယ်လျရဲ့လက်ချောင်းလေးတွေပါဝင်ပြီးတချို့ဆိုရင်လူရည်ပြားတွေရဲ့ချွေးပေါက်ကလေးတွေကအစမြင်နိုင်တယ်လို့သိရှိရပါတယ်လူရည်ပြားကိုစာအုပ်ဖုံးလုပ်ဖို့အတွက်ဒီလိုပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်လို့1930ခုနှစ်မှာ Hobart Jackson ကသူ့ရဲ့စာအုပ်ဖြစ်တဲ့ Anatomy of Library ထဲမှာအခုလိုပဲဆိုထားပါတယ်အရေးပြားကိုအသုံးမပြုမီမှာအစီနဲ့အသားတွေကိုဖယ်ထုတ်ရပါတယ်ဒါမှသာအပုပ်နှံကမနှောက်ယှက်မှာပါရက်ပေါင်းများစွာခက်ပြင်းပြင်းအလူမီနီယံဆေးရည်တွေစိန်ထားပြီးတော့နောက်ရက်မှာတော့စားရည်တွေစိန်ထားရပါမယ်ပြီးတော့အရေးထဲအချောက်ခံထားရှိရပါမယ်ပြီးရင်တော့လိုအပ်တဲ့လောက်ညှက်ယူပြီးသွားတာနဲ့ရွှေညူရောင်အယောင်ဆင်းရှိပြီးတော့တောင်တင်းတရက်ကနူးညံ့နှွေးထွေးတဲ့စာအုပ်အဖုံးလေးကိုရရှိပါပြီလို့ရေးသားဖော်ပြထားပါတယ်တာမန်တရေစာအုပ်အဖုံးတွေထက်လူရည်ပြားစာအုပ်ဖုံးကရွှေညူရောင်တန်းကပုံမိုပြီးတော့အေးဆက်ညံ့ညောတဲ့အနေအထားမှာရှိတယ်လို့သိရှိရပါတယ်ဒါဟာဗဟုသုတအဖြစ်သိရုံပါပဲလိုက်လို့ဖို့အတွက်မတင်တော်တဲ့အကြောင်းအရာဖြင့်ယနေ့ခေတ်မှာလူအခွင့်အရေးမူဝါဒအရကြန့်ရှိနေတဲ့စာအုပ်တွေပါပိတ်သိမ်းခံခဲ့ရပြီးရာဇဝတ်မှုတစ်ခုအနေနဲ့သတ်မှတ်ထားတဲ့အရာပဲဖြစ်ပါတယ်